силами прибыл. Рад знакомству. Ребят, побила! လက်ကျင်ထားခြင်းတို့ကြောင့်တိုက်ပွဲဝင်လို့စိတ်မြင်မာလက်ရှိတယ်။တော်တော်စီဝါသွေးပြီးနေဆက်ဒေသမျိုးအမြောက်ကိုမကြာခဏကျူးလွန်တိုက်ခိုက်လို့ရှိပါတယ်။ ဒီချိန်ကတိုက်စစ်စီမံချက်အားရှင်းလင်းတင်ပြပေးပါရဲ့လေးစား Есть вами достаточно десантирования личного состава через боковые двери до ворота МиГ-17. ဒီရုရှားတပ်ဖွဲ့ဝင်များတက်ခုနေထိုင်ပြီးနေရာတို့အားလည်းစစ်ဆေးနိုင်ခဲ့ကြောင်းတင်ပြပါ Чтобы она не пришла на помощь. ပိုက်တူတူအေလာဘူမက်ဂနစနိုက်ပါရိုင်ဖယ်ကိုလည်းရုရှားနိုင်ငံမှာထုတ်လုပ်ထားခြင်းဖြစ်ပြီးကြောင်ချင်း 7.62 mm ဟုတ်ဆက်သွားမှာပါနောက်တစ်စီးဆက်သွားမှာပါโอเคပါ Наши штурмовые группы, используя маскировку и складки местности. Сейчас наша штурмовая совместная группа уже выдвинулась к основному опорному пункту противника. Одновременно с спросами с квадрокоптера группа прикрытия подавляет противника огнем снайперских винтовок и гранатометов. ကျန်းသူကောက်ကမှုနေရာကိုမိမိရုံးများ Их продвижение непрерывно поддерживаются подавляющим огнем снайперов. Если батарейка полностью села, также 4 часа. ဒီခါပုံဖြုတ်ပြီးတော့ကျွန်တော်တို့ဟိုအချင်းကျွန်တော်တို့12.7ကျွန်တော်တို့ကျွန်တော်ရွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့7နာရီလောက်ကျွန်တော်တို့အသုံး Дополнительное питание. дополнительное питание там и подзаряжать основной аккумулятор.ကျွန်တော်တို့ဒီမှာ Двигатель это электронный или Нет, бензиновый. Мы специально здесь его испытали. Он показал себя хорошо, но нужно передний привод. ကျွန်တော်တို့ဒီမှာဆိုရင်တော့ရုရှားနိုင်ငံတော့အချင်းအမျိုးမျိုးဟို ဆိုင်ပါဖြစ်တဲ့ဒီက1400 И быть ударником. Что он с собой берет? Какой боеприпас? နောက်တစ်ခုကတော့ကျွန်တော်တို့နောက်တစ်ခါကြီးကြောင်မှုမြင်ဖို့လို့ဒါမျိုးတွေကိုကျွန်တော်အခြေခံပြီးကျွန်တော်တို့ထုတ်လို့ပါ Я всегда с любого положения. ဒီကမှာကလောက်ကျွန်တော်တို့ခါမှကတ်ထားပြီးတော့ ခုနကပြောတဲ့ဒီတာနေရာထိရောက်တယ်ဒီလိုထင်တက်လိုက်ရင်ဘယ်လောက်ထိရောက်လဲရုရှားတက်ဘလို့မှာကိုယ်ကလေးပြင်များမြန်မာတက်ဘလို့မှာစစ်မြေအရာရှိကြီးများဒီချိန်ကတည်းကပါဝင်ကြတဲ့မြန်မာရုရှားတပ်ဖွဲ့များအားလုံးကိုစိတ်နဲ့ပြတာကျမ်းမှာချမ်းသာကြပါပြီးတော့ဥစွာလုပ်ခွန်းဆက်တာပါတယ်ကျွန်တော်လှုပ်ရှားပြီးရွှေပြောင်းတည်ယူဆောင်ရွက်ကုန်တွေကိုလည်းလေ့လာတွေ့မြင်ခဲ့ရပါတယ် В ходе учебного боя мы также увидели, как роботизированные санитары
Father Rukavatikaru Rossisko Itinikasi General Lachinatu Nosulyabu Mikhailu Yakovlevich. Вот, ты правильно. Это малашон. Okay.